ဝမ်ချန်ပီယံရှစ်မှာမြန်မာဖိုက်တာတွေရှုံးပွဲကြုံတွေ့နေရတဲ့အဓိကအကြောင်းရင်းလက်ရှိမှာမြန်မာပြည်တွင်းကဖိုက်တာတွေအမြင့်ဆုံးခံမှန်းနိုင်တဲ့နေရာဆိုလို့ဝမ်ချန်ပီယံရှစ်ပဲရှိတာပါဝမ်ချန်ပီယံရှစ်ကထိုင်းလိုမျိုးမြန်မာပြည်နဲ့အနီးဆုံးနေရာမှာရှိနေတာကြောင့်လေမြန်မာဖိုက်တာတွေကတခုခုခြေလှမ်းတော့မယ်ဆိုရင်ဝမ်ချန်ပီယံရှစ်စီပဲခြေလှမ်းကြတာပါဒါတော့မြန်မာပြည်ကဖိုက်တာအားလုံးဝမ်ကိုမရောက်သေးပါဘူးဒါပေမဲ့ရောက်နေတဲ့ဖိုက်တာအားလုံးကလည်းမအောင်မြင်ကြသေးပါဘူးတယောက်တက်လေးတောင်လောက်လောက်လလမလုပ်ပြနိုင်သေးတာပါဒီတော့မြန်မာဖိုက်တာတွေကဝမ်ချန်ပီယံရှစ်မှာမအောင်မြင်ဘူးလို့ပဲပြောရမှာပါမအောင်မြင်တာကလည်းအကြောင်းရင်းရှိပါတယ်မြန်မာဖိုက်တာတွေကကြိုးစားကြပါတယ်မြန်မာပြည်တွင်းကအားကစားသမားတွေထဲမှာဆိုရင်သူတို့ကအကြိုးစားဆုံးလို့တော့ပြောလို့ရပါတယ်ဒါပေမဲ့ဘာလို့မအောင်မြင်တာပါလဲပထမတစ်ချက်ကတော့နီးစနစ်မကောင်းလို့ဖြစ်ပြီးဒုတိယတစ်ချက်ကတော့ပတ်စံရကျင်စောနဲ့ဘတ်နဲ့ပတ်စံရတဲ့ဝမ်မှာတွားထုံးနေတာကြောင့်ပါအဲ့တော့နီးစနစ်လည်းမကောင်းထမင်းတုပ်ပဲမြင်ပြီးဝရင်တုပ်မမြင်တဲ့မြန်မာဖိုက်တာတွေကဝမ်ချန်ပီယံမှာဘလို့မှမတိုးနိုင်တော့တာပါသွေးလင်းထက်တို့ဆွန်ရက်တို့လိုကောင်းတဲ့ဖိုက်တာတွေကလည်းရှိကြပေမဲ့10ယောက်မှ10ယောက်လောက်ကလုံးဝကိုအခြေအနေမဟန်ကြပါဘူးထိုင်းဖိုက်တာတွေကိုမရှင်းနိုင်တာပဲများပြီးအလဲမထိုးနိုင်တဲ့အတွက်လည်းအမတ်အဆုံးဖြတ်ရောက်ရင်ထိုင်းတွေကိုအရှုံးပေးကြရတာပါနောက်ပြီးအခုဆိုရင်မြန်မာဖိုက်တာတွေကပွဲဝဲနေတာအတော်ကြာကြပါပြီအခုတလောဆိုရင် UFC ကိုပဲလူတွေကစိတ်ဝင်စားနေကြပြီးဝမ်ချန်ပီယံရှစ်ကိုတော်တော်လေးမေးနေတဲ့ပုံစံမျိုးတွေတောင်ဖြစ်နေကြပါတယ်အဲ့တော့နိုင်ပွဲတွေမယူနိုင်တဲ့မြန်မာဖိုက်တာတွေရဲ့ပွဲစဉ်တွေကမြန်မာပရိသတ်တွေအတွက်စိတ်ဝင်စားစရာလုံးဝမကောင်းနိုင်ဘူးလို့ပဲဆိုရမှာပါမြန်မာဖိုက်တာတွေထိုးလို့သာအားပေးရတာတကယ်တမ်းကျတော့လုံးဝအားမပေးချင်တဲ့ပုံစံမျိုးတွေတောင်ဖြစ်နေကြတာပါအဲ့တော့မြန်မာဖိုက်တာတွေဝမ်လိုနေရာမျိုးမှာတော့မအောင်မြင်နိုင်တဲ့အဓိကအကြောင်းရင်းကတော့ကိုလုံနေတဲ့အရာတစ်ခုကိုတကယ်ချစ်လို့လုံနေတာထက်ပတ်စံရလို့လုံနေတာကြောင့်ဖြစ်ပြီးတော့နီးစနစ်ပိုင်းလည်းလုံးဝမကောင်းကြတာပါစူးစမ်းလေ့ကျင့်နေကြပေမဲ့နီးစနစ်ပိုင်းကောင်းအောင်တော့လုံးဝမစူးစမ်းကြပါဘူးတချို့လေ့ကျင့်တဲ့ဗီဒီယိုတွေမှာဆိုရင်စီနီယာကစားသမားတွေကိုယ်တိုင်တော့နီးစနစ်တွေမမှန်ကန်တာပါအဲ့တော့မြန်မာဖိုက်တာတွေအတွက်ထာဝရကဏ္ဍဝင်ကြီးဖြစ်တဲ့တွေးမရှောင်ရဲ့စကားတွေကထာဝရအမှန်ကန်ဆုံးအလိုက်နာတင်ဆုံးစကားတွေဖြစ်နေပြီလို့ပဲပြောရမှာပါတွေးမရှောင်ကပြည်ရင်းပွဲတွေမှာအတွေ့အကြုံများအောင်အရင်ထိုးကြလို့ကျွန်တော်ပြောတော့ဒီမှာထိုးကြီးလေးနှစ်ပဲတစ်ပြားနဲ့ဘာလို့ရမှာလဲဆိုပြီးလူအချို့ကစောတကတက်ကြတယ်ကစားသမားတွေကိုမြောက်ပေးပြီးတော့လှေကတစ်ကြော်တက်ခိုင်းကြတယ်ဒီနှစ်ပဲတစ်ပြားနေရာမှာတော့မကြေညက်သေးပဲတင်းရချီနေရအောင်ဘယ်လိုတက်မလဲဟိုမှာတက်လာတဲ့သူတွေကအောက်ခြေရတက်လာတဲ့သူတွေကြီးပဲကိုတက်သူအစအရာရာတာတဲ့သူတွေကြီးပဲရိုးရာတက်ကွက်အစုံလင်ရှိပါလျက်နဲ့လက်သီးလေးတစ်ပေါက်နှစ်ပေါက်နဲ့ဟိုမှာတွားလို့မရဘူးဒီမှာပညာဆုံးအောင်မာကုံလုံးအောင်အတွေ့အကြုံရအောင်တာသည်ဖြစ်စေနာသည်ဖြစ်စေအကျိုးအမြတ်မတွက်ပဲနဲ့အရင်စူးစမ်းကြဆိုပြီးအမုန်းခံပြီးအခုလိုတန်မိုးမဖြစ်နိုင်တဲ့စကားတွေကိုပြောခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပရိသတ်တွေကလည်းဒီစကားကိုကြားတိုင်းမြန်မာဖိုက်တာတွေရဲ့လက်ရှိအခြေအနေကိုမြင်တိုင်းဘယင်ကြီးတွေးမရှောင်ကိုပဲပြန်တန်းတာလွမ်းဆွမိကြမယ်လို့ထင်ပါတယ်အဲ့တော့တွေးမရှောင်ရဲ့စကားတွေကသာလျှင်မြန်မာဖိုက်တာတွေလက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့အလိုက်ဖက်ဆုံးပဲဖြစ်ပါတယ်ဒါကမှနားမထောင်ပဲမပြုတ်ပညာရင်တော့လေမြန်မာဖိုက်တာတွေကိုကယ်နိုင်မဲ့ဆေးဆိုတာရှိတော့မှမဟုတ်ပါဘူးမြန်မာဖိုက်တာတွေကချက်ထရီရဲ့အတုံးချခံတတာဖြစ်နေမှဖြစ်ပြီးဘယ်တော့မှလည်းအောင်မြင်လာကြမှာမဟုတ်ပါဘူးအခုလိုတုံရင်းကတုံရင်းပဲဆက်ဖြစ်နေကြမှာပါဒါကြောင့်မအောင်မြင်စေတဲ့အကြောင်းရင်းတွေကိုသိပြီးပြီဆိုတဲ့အတွက်တေချာပြုပြင်ဖို့တကယ်ကိုပဲလိုအပ်နေပါပြီနောက်ပြီးဂျိုရှူအာဗန်တို့အောင်လာအန်ဆန်တို့ဘရိုနီကာတို့ကိုလည်းမြန်မာဖိုက်တာတွေကထာဝရအတူယူသွားတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုအဆုံးထိလိုက်ပါအားပေးနားဆင်ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်လည်းအသစ်အသစ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ